မင်္ဂလာပါအခုတလော online မှာ AI နဲ့ဖန်တီးထားတဲ့ cover sound video လေးတွေလူကြိုက်များနေတာကိုတွေ့ကြမယ်ထင်ပါတယ်မိတ်ဆွေတို့ရောကျွန်တော်ဒီလို AI cover sound video လေးတွေကိုကိုယ်တိုင်ဖန်တီးတတ်ချင်ကြလားဒီဗီဒီယိုလေးမှာတော့ AI cover sound ဖန်တီးနည်းလေးကိုကျွန်တော်လုပ်ပြပေးသွားပါမယ်မလုပ်တတ်သေးဘူးဆိုရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေးပါနော်အရင်ဆုံးဒီမှာ Chrome browser ထဲဝင်လိုက်ပါမယ်ဒီ search bar မှာကျွန်တော်တို့ဒီ suno ဆိုပြီးတော့ရှာလိုက်မယ်ပေါ့နော်ဒီအပေါ်ဆုံးမှာကြာလာတဲ့ထဲကိုဝင်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ sign in လုပ်ပေးရမယ်ပေါ့နော် sign in ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ကတော့ဒီ Google နဲ့ချိတ်မှာဖြစ်တဲ့အတွက်ကျွန်တော် continue with Google ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီကနေ account တစ်ခေါက်နဲ့ဝင်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါမွေးနေ့မွေးရမွေးလာပေါ့နော်ထည့်ပေးရပါမယ်ဒါကိုအဆင်ပြေတဲ့ဟာပေါ့ထည့်လိုက်ပေါ့နော်ပြီးရင်ဒီမှာ continue ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အကောင့်လေးကချိတ်ပြီးသွားပြီပေါ့နော်ချိတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါစလုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာဒီအောက်မှာကျွန်တော်တို့ဒါ music သင်္ကေတဟာလေးနှိပ်လိုက်ပေါ့နော်ဒီအနီလေးကိုနှိပ်လိုက်ဒီမှာကျွန်တော်တို့ဒီ audio ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်နော်နှိပ်ပြီးတော့မှကျွန်တော်ဒီမှာအတန်ထည့်မယ်ပေါ့နော်ထည့်မယ်ဆိုဒီမှာ allow ကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ကကိုပြောင်းခြင်းနဲ့ဒါတချင်း MP3 ပေါ့နော် MP3 တော့ရှိထားဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုဖြစ်နေပြီဆိုရင် MP3 ပြောင်းထားရမှာပေါ့နော်ကျွန်တော်ဒီမှာ file နဲ့ကိုသွားပြီးတော့မှကျွန်တော်တို့MP3 ကိုဖန်တီးမဲ့ MP3 ကိုကျွန်တော်တို့ရွေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ upload လုပ်နေပါတော့ခဏလေးစောင့်ပြရပါမယ်ဒီမှာဆိုရင် upload လုပ်တာလေးကပြီးသွားပြီပေါ့နော်ဒီနေရာမှာတချို့ဟာတွေဆိုရင်အရန်ရှည်တာဆိုရင်ကျွန်တော်တို့9မိနစ်ကျော်ပါဆိုတချို့ပုတ်တွေဆိုရင်တော့မရဘူးပေါ့နော်ဒီပုတ်ဆိုရင်ကျွန်တော်အစဆုံးမရတာဖြစ်တဲ့အတွက်ကျွန်တော်ရှေ့နဲ့နောက်ကလေးကိုနည်းနည်းစီဖြတ်ပြီးတော့မှကျွန်တော်လုပ်တာ3မိနစ်ကျော်လောက်ပေါ့နော်ဒါလုပ်ပြီးတော့မှကျွန်တော်ထည့်ထားတာပေါ့နော်ဒါမျိုးလေးရသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီအပေါ်ဒီညာဘက်တောင်တာကဒီမြားလေးကိုနှိပ်လိုက်ပေါ့နော်ဒါဖုန်းနဲ့ကျွန်တော်လုပ်ပြလို့ပေါ့နော်ကျွန်တော်ဒီ laptop ဒီ PC သမားတွေကတော့ကျွန်တော်တို့အတွက်ဘေးမှာတခါတည်းပေါ်ပြီးသားပေါ့နော်ပေါ်ပြီးသားဆိုတော့ကျွန်တော်တို့သူကတော့တခါတည်းလုပ်လို့ရအောင်ကျွန်တော်ဒီမှာကြတော့ဖုန်းနဲ့ဖြစ်တဲ့အတွက်ဒါခုနကျွန်တော်ပြတဲ့မြားလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒါမျိုးလေးပေါ်လာမှာနော်ခုနကျွန်တော်ထည့်ထားတဲ့သချင်းပေါ့နော်ကင်စုစုနိုင်တော့ပြီးရင်ဒီဘေးက1430ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ remix မြင်းဆောင် edit ဆိုတာလေအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါတော့နှိပ်ပြီးတော့ကျွန်တော်ဒီမှာ cover ပေါ့နော် cover ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်ခဏစောင့်ပြအောင်နော်ဒါမျိုးလေးပေါ်လာပြီဆိုကျွန်တော်ဒီမှာဒီအောက် link မှာပေါ့နော် link မှာဆိုရင်ကျွန်တော်ဒီမှာသူတချင်းတွေသူကကျွန်တော်စာသားတွေပေါ့နော်စာသားတွေသူကဒီမှာ auto ရေးပေးတာပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီစာသားတွေကိုပြန်ပြင်ရမယ်ပေါ့နော်ဒီစာသားတွေကသူကမမှန်ဘူးမမှန်တော့ကြတော့ဒီစာသားတွေကိုပြန်ပြင်ရမယ်ပြန်ပြင်မှကျွန်တော်တို့တချင်းကဒါမှန်မှာပေါ့နော်သူ AI နဲ့ပြန်ဆိုတဲ့အချိန်မှာဒီစာသားတွေပြင်ရမယ်ဒီမှာတော့ကျွန်တော်ပြင်မပြတော့ဘူးเนาะစာသားတွေပြင်လိုက်ရင်တော့ရမ်းကြာသွားမှာဆိုလို့စာသားတွေပြင်ရမယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆွဲလိုက်ပေါ့နော်ဆွဲပြလိုက်ရင်ကျွန်တော်ဒီမှာ style ရှိတယ် style မှာတော့ကျွန်တော်တို့ဒီမှာတော့သူအချင်းတွေကအတိုင်းပဲပေါ့နော်ကျွန်တော်မပြင်တော့ဘူးပြီးရင်ကျွန်တော်ဒီမှာ more option ဆိုတာရှိတယ် more option လေးကိုနှိပ်လိုက်ရင်အဲ့ပဲကျွန်တော်ဒီအပေါ်လေးကိုဆွဲလိုက်ပါတော့ဆွဲပြီးတော့ကျွန်တော်ဒီမှာ vocal gender မှာကျွန်တော်တို့က male လားfemale လားပေါ့နော်ကျွန်တော်ဒီမှာရွေးမယ်
အပြင်ကျော်ဒီအောက်မှာဆိုရင်ဒီမှာလည်းကျွန်တော်ပြင်လို့ရသေးရပါတော့ကျွန်တော်တို့ကဒီဟုတ်စာတွေကြတော့ပြင်မယ်ဆိုရင်ဒီမှာကျွန်တော်တို့က update လုပ်မှရမယ် update မလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့ကဒါခုနကသူပြပေးထားတဲ့အတိုင်းပဲကျွန်တော်တို့ကလုပ်ရမယ်ပေါ့နော်အခု free ထုတ်မယ်ဆိုရင်အတန်ပြီးသားမထွက်ဘူးပေါ့နော်ကျွန်တော်တို့တကယ်လို့ကိုကဟိုဒီဥစ္စာကိုYouTube တို့ TikTok တို့မှာဟိုတင်ပြီးတော့မှဝင်ငွေရှာမယ်ဆိုရင်တော့ဝယ်ပြီးတော့မှသုံးတာပိုကောင်းတာပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်တော့ကျွန်တော်အတန်ဟိုတိတ်ပြီးတော့နားထောင်လို့မကောင်းဘူးပေါ့နော်ဒီမှာတော့ကျွန်တော်ကဝယ်မရဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းပဲလုပ်ပြပါမယ်အဲ့တော့ကျွန်တော်ဒီမှာ crate ကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့စပြီးတော့မှလုပ်နေပြီပေါ့နော်ကျွန်တော်ဒီအောက်ကပုတ်ကတော့ရသွားပြီပေါ့နော်ကျွန်တော်ဖွင့်ကြည့်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့စာသားတွေကလည်းမှန်မှုပေါ့နော်အပြီးရင်ကျွန်တော်ဒီ AI အတန်းလည်းမကောင်းဘူးပေါ့နော်ကျွန်တော်တို့စာသားကတော့ကိုယ့်အကူဒါကိုပြင်ပေးရမယ်ပေါ့နော်ဒါကျွန်တော်ကိုဖန်တီးမဲ့စာတခြင်းကိုကိုကအလွတ်ရရင်ရပါတော့မဟုတ်ဘူးဆိုလည်းကျွန်တော် link ကြည့်ပြီးတော့မှကျွန်တော်စာသားလေးပြင်ပေးရမယ်ပြီးရင်အတန်ကောင်းမှုတော့ကတော့ကျွန်တော်တို့ဒါဝယ်သုံးမှပဲဆင်ပြေပါဘောနော်ဝယ်သုံးပြီးတော့မှခုနကကျွန်တော်တို့ပြင်ရမယ့်နေရာလေးမှာအတန်လေးကိုညှိပေးရမယ်ပေါ့နော်ဒီအပေါ်အပုတ်ဖွင့်ကြည့်လိုက်မယ်နော်ဒီမှာကျွန်တော်တို့ကဒါခုနပြောသလိုပေါ့နော်ဒါဝယ်သုံးမှပဲကျွန်တော်တို့ကဒီအတန်ကကောင်းမှာပေါ့နော်ကျွန်တော် online မှာတွေ့နေတဲ့ကျွန်တော်တို့ AI တန်မျိုးကိုဒါကျွန်တော်ဖန်တီးလို့ရမှာပေါ့နော်ကျွန်တော်ဒီ down မယ်ဆိုရင်တော့ဒီဘေးနာ1430နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်ဒီအောက်မှာdownload ဆိုတာလေးရှိတယ်ပေါ့နော်ကျွန်တော်ဒီ download လေးနှိပ်လိုက်ရင်ဒီမှာဆိုရင်ကျွန်တော် MP3 ပေါ့နော် MP3 နဲ့ download ရဒီအောက်မှာဆိုရင်ကျွန်တော် video နဲ့ပါ download ရအောင်နော်ဒါပေမဲ့သူကတော့ pro မှရမှာပေါ့နော်ကျွန်တော်ဒီမှာဒီ MP3 နဲ့ပဲကျွန်တော် download anyway ကိုနှိပ်လိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်ရသွားပြီပေါ့နော်ဒါလောက်ဆိုတော့ကျွန်တော်တို့ဒီဒါလုံနည်းလေးကိုတော့သိလောက်ပြီးထင်ပါတယ်နော်ကျွန်တော်ကတော့ဒီမှာ pro ကောင်းဟိုပါပေါ့ဝယ်သုံးတာမဟုတ်တဲ့အတွက်တော့ကျွန်တော်ဒီအတန်းကတော့မကောင်းဘူးပေါ့နော်ဟိုဖြစ်တယ်ဆိုရင်တော့အကောင့်လေးကိုဝယ်ပြီးတော့သုံးကြည့်ကြပါဘောနော်ဒါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်